ထဲမှာကဘာတွေပါမလဲဆိုရင်တော့ vocabulary grammar phrasal verb ၃မျိုးလုံးကိုတနေရာထဲမှာလေ့လာလို့ရမှာပဲဖြစ်ပါတယ် Hello ဒီနေ့မှာတော့အင်္ဂလိပ်စာကို improve ဖြစ်အောင် GIU ရဲ့ Trio program လေးနဲ့တူတူ nice study လေးလုပ်ကြရအောင်ဒီနေ့ဒါအလုပ်တွေပြီးတဲ့အချိန်ကျရင်ကို improve ဖြစ်အောင် language တစ်ခုကတော့လေ့လာရမယ်ပေါ့နော် language ဆိုတဲ့နေရာမှာရွေးချယ်စရာအများကြီးရှိရပေါ့နော်အဲ့ထဲမှာအင်္ဂလိပ်စာကိုလေ့လာခြင်းနဲ့ဆိုရင်တော့ GIU ရဲ့ Trio program လေးကိုလေ့လာလို့ရပါတယ် program ထဲမှာကဘာတွေပါမလဲဆိုရင်တော့ vocabulary grammar phrasal verb ၃မျိုးလုံးကိုတနေရာထဲမှာလေ့လာလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာ first scale ကိုသင်တန်းခွဲတက်စရာမလိုဘဲနဲ့တခါငွေတွင်းတာနဲ့တက်လုံးလေ့လာလို့ရမယ် program လေးဖြစ်တယ်ပေါ့နော်။ဒီကိုယ်တိုင်လည်းဒီ program လေးကို join ရတဲ့အကြောင်းရင်းကတော့နွေအဆင်ပြေတဲ့အချိန်မှာ flexible ဖြစ်လေ့လာလို့ရတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။သူ့ကိုလေ့လာရတဲ့ပုံစံက video ကြည့်တယ် practice လုပ်တယ် quiz ဖြေတယ်ပေါ့ပါနဲ့တရက်ကိုအချိန်နည်းနည်းပေးတာနဲ့အင်္ဂလိပ်စာကိုသင်ယူနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့အင်္ဂလိပ်စာနဲ့လေ့လာခြင်းနဲ့အချိန်လည်းမပေးနိုင်ဘူးဆိုရင်တော့ကိုအားတဲ့အချိန်မှာလေ့လာလို့ရမယ် GIU ရဲ့ Trio program လေးကို join လိုက်တော့နော်။ဒါဆိုရင်နွေလည်း GIU နဲ့စာလေးလုပ်လိုက်ပါဦးမယ်ဒီလောက်နဲ့ပဲ Thank you for watching ပါ